ပဲမင်္ဂလာပါရှင်ညီမတို့ဆိုင်မှာ promotion ရှိရဆိုတာကိုပြောပြမယ်ဖြစ်ပါတယ်ရှင်အားလုံးတွေတည်ကောင်းလေးလာပါပြီနော်ဒီကျုံမီဒီနေ့တိုင်ငယ်ပေါ့နော်သူ promotion လေးချထားတာဖြစ်ပါတယ်အမတို့ဆိုင်မှာအဲ့ဒါလေးရဗာလေးဖြစ်မလဲဆိုတော့စပင်းတူတူရှိရှိကြောက်တာပဲဖြစ်ဖြစ် rebound လုပ်တာပဲဖြစ်ကာလာဆွဲတာပဲဖြစ်ဖြစ်ပေါ့နော်အားလုံး9လုံးကျန်တဲ့ရရှိမှာဖြစ်ပါတယ်စပင်းတူတူပပဆိုရင်တော့3လုံးပဲကျန်တဲ့ရရှိမှာဖြစ်ပါတယ်နော်နောက်ထပ်တူခွင့်တစ်ခုလေး message page ချမှာရယ်ဒါရဗာလေးဖြစ်မလဲဆိုတော့စုံတဲ့အတွက်ပဲဖြစ်ပါတယ်နော်ဟုတ်ပါတယ်ရှင်စစ်တူကောင်မလေးကကောက်ပြောက်ဆိုးတုံးမြုပ်လုပ်တဲ့ဇလို့စရင်ကောင်လေးကဆိုးညက်နာစေးပြီးရမှာဖြစ်ပါတယ်နော်ဟုတ်ပါတယ်ရှင်ညီမတို့ဆိုင်ကိုလည်းမလို့တင်ဘူးလို့ပြောချင်ပါတယ်ညီမတို့ဆိုင်ကိုလာခဲ့လို့လည်းဖိတ်ခေါ်ပါတယ်ရှင်ညီမတို့ဆိုင်ကိုပြန်တော့လာရောက်ခဲ့ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်အားလုံးလည်းအများကြီးချစ်ပါတယ်နော်ချစ်ပါတယ်နော်ဘိုင်ကဘာလဲနီးလဲဆိုလို့ရှိရင်because star hotel နဲ့နေပါတယ်အုတ်ချင်းပူရာယုံလမ်းတော့အုတ်ချင်းပူရာယုံလမ်းလမ်းမပေါ်မှာရှိပါတယ်ရှင်ဆိုင်နာမည်ကတော့ခုမြင်တဲ့အတိုင်းပဲ hair လွေဦး hair slow ပါရှင်အားလုံးချစ်ပါတယ်လာခဲ့ဖို့လည်းဖိတ်ခေါ်ပါရှင်ဒီလအတွက်တော့တရင်ကြွမီလေးလာခဲ့ဖို့ဖိတ်ခေါ်ပါရှင်ဒီလအတွက်တော့ promotion ချတာနော်တဲလေးတို့အားလုံးမတတဲလေးတို့လာခဲ့ပါရှင်